သားပြည်သူများခင်ဗျာကျွန်တော်တို့အခုလိုတော့တော်ရတဲ့ပြည်ပြည်သားပြည်သူများကိုအနောက်ချက်ဖြစ်သွားတယ်ဆိုရင်ကျွန်တော်တို့အများကြီးတောင်းပန်ပါတယ်ကျွန်တော်တို့ဒီကျော်လာရေးမှာကြားရဆန္ဒကြားရတာဝန်ရနေပြီးတော့ဆက်လက်ပြီးတော့ဘုရားပါဝင်ပေးကြဖို့နှိုးဆော်ပါတယ်ခင်ဗျာမန္တလေးမြို့ပေါ်မှာငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့အမျိုးသမီးတွေအပါအဝင်တမက်ကចောင်းသားနဲ့တပိတ်ဖွဲ့ဝင်လူငယ်9ဦးကိုအာဏာသိမ်းဆိုးစုကဖမ်းဆီးကအမှုစဉ်တရားစွဲပြီးနောက်ဥပ္ပိုလ်ထောင်တွင်တရားရုံးကနေဇူလိုင်28မှာ10ဦးကိုထောင်ဒဏ်38နှစ်စီနဲ့တဦးကိုထောင်ဒဏ်28နှစ်ချမှတ်လိုက်တယ်လို့ထောင်ချခံရသူတွေနဲ့နှိစက်သူတွေကပြောပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာ3ရက်ကမန္တလေးဈေးချိုတော်အနေငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးစိုးစုကသူတို့ဖမ်းမိတဲ့သူ9ဦးကိုဖမ်းဆီးပြီး9လအကြာမှာအမှုစဉ်ထောင်ချတာဖြစ်ပါတယ်။အဲ့ဒီမန္တလေးဈေးချိုတော်ဆန္ဒပြမှုနဲ့ပတ်သက်ပြီးရတနာဘုံတက္ကသိုလ်ကျောင်းသားများတမကဥက္ကဋ္ဌကိုထက်မြတ်အောင်ခတိုးနေရအပါဝင်မန္တလေးတပိတ်ဖွဲ့ဝင်တဲ့တမကကျောင်းသားကျောင်းသူတွေဖြစ်တဲ့မက်ချီကြီးခမေချီကိုကျော်ဝနာခစောရှားတို့မတ်စုစုသွဲကိုအောင်ကိုဝင်းကိုဝေလွင်ဦးနဲ့ကိုတန့်စင်တို့ကိုစုပ်စုရဲ့ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုံမှာ23ခါနဲ့ရဲစခန်း3ခုမှာအမှုဖွင့်ခဲ့တာပါသူတို့ကိုအမှု၄မှုအတွက်ထောင်ဒဏ်38နှစ်စီချမှတ်ပြီးနောက်ထပ်ចောင်းသားလူငယ်ကိုကျော်အောင်ကိုတော့ထောင်ဒဏ်28နှစ်ချမှတ်တာလို့အာဏာရှင်စနစ်စန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီမန္တလေး AFCC ကဖော်ပြပါတယ်စိုးစုကအဲ့ဒီចောင်းသားလူငယ်တွေကိုဖမ်းဆီးပြီးနောက်သတင်းအမှောင်ချကစစ်ကြောရေးမှာညှဉ်းပန်းနှိပ်စက်ခဲ့ပြီးចောင်းသားကောင်းဆောင်ကိုထမြတ်အောင်မှာစိုးစုရဲ့စစ်ကြောရေးမှာရက်သက်ပတ်3ပတ်နီးပါးကြာညှဉ်းပန်းနှိပ်စက်ခံရတယ်လို့ဆိုပါတယ်ဒီကိုထက်မြအောင်ကတော့ကျွန်တော်တို့မှတ်မိသလောက်ဆိုရင်ဒါဖန်ဆီးခံရပြီအချိန်2ပတ်နီးပါး2ပတ်ကျော်3ပတ်နီးပါးလောက်ပေါ့နော်3ပတ်နီးပါးလောက်ကဒါစစ်ကြောရေးမှာဒီစစ်ကြောရေးမှာထိမ့်သိမ်းခံရတာဖြစ်တယ်ဆိုတော့ဒီစစ်ကြောရေးမှာထိမ့်သိမ်းခံရတဲ့အချိန်တွေမှာတော့ဒီရိုက်နှက်တာတွေဒီအကြမ်းဖက်တာတွေတော့ဒီခံခဲ့ရတော့ရှိပါတယ်ပေါ့ဒါပေမဲ့ဆောနာအရှိမပြောခဲ့သလိုပဲကျမ်းမာရေးချင်းနဲ့ပတ်သက်ပြီးတော့လုံခြုံစိတ်ချရတဲ့စိတ်ကူးသားမှုနဲ့ဒါစစ်ဆေးမှုတွေမရှိဘူးဆိုတော့ပြင်ပဒဏ်ရာတွေတော့လက်ရှိမှာဘာမှမရှိဘူးလို့ယူဆလို့ရတော့လဲအတွင်းပိုင်းဒဏ်ရာတွေများပေါ့နော်ရေရှည်နာတာရှည်ယောဂါတွေများဆွဲကပ်သွားမလားဆိုတော့ကျွန်တော်တို့ယတိပြတ်ပြောလို့တော့မရဘူးပြီးတော့နေတိုင်းဒါထောင်ထဲမှာမန်းလေးဥပ္ပိုလ်ထောင်တော်တော်ဆိုးပါတယ်နေတိုင်းထောင်ပိုင်းနေထောင်ဝန်ထမ်းတွေရဲ့ရိုက်နှက်မှုတွေဖြစ်စဉ်တွေကြောင့်မလို့ကျွန်တော်တို့ရဲဘော်ကြီးတွေကတော့သူတို့မတရားတာကြုံရင်အမြဲတမ်းဒါမတရားမှုတိုင်းကိုတွန်းလှန်နေမှာပဲမတရားမှုတိုင်းကိုတွန်းလှန်နေမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲဘော်တွေရဲ့ချမ်းမာရေးနဲ့လုံခြုံရေးရတော့ဒါထောင်တွင်းကြခံနေတာတစ်ချိန်လုံးမှာကျွန်တော်တို့အထူးဆိုရင်ရပါတယ်လို့ကိုထက်မြအောင်ရဲ့လက်ရှိကျမ်းမာရေးအခြေအနေကတော့စိုးရိမ်စရာအခြေအနေတော့မဟုတ်ဘူးဒါပေမဲ့ဒီဖန်စီစင်တော့ရရှိခဲ့တဲ့ဒဏ်ရာပေါ့နော်ပြင်ပဒဏ်ရာဒီတော့ဒီကောင်းတဲ့လောက်တော့ရှိပြီလို့ပြောလို့ရပါတယ်ပေါ့နော်ဒါပေမဲ့ဒီကျွန်တော်တို့လုံလောက်တဲ့ကျန်းမာရေးစစ်ဆေးမှုတွေပါဒီကိုစစ်ဆေးထားတာမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီအတွင်းပိုင်းနိုင်ရာတွေရှိနေအောင်မလားတို့ဒါမှမဟုတ်ဘလို့ပုံစံဖြစ်ခဲ့လဲဆိုတဲ့ဟာတွေကျွန်တော်တို့အတိအကျသတင်းရရှိဖို့တော့ခက်ခဲပါတယ်ပေါ့နော်နောက်ထပ်အမှုအသစ်တွေကိုထပ်တိုးပြီးတော့ဆွဲဖို့ရှိရလို့ကျွန်တော်တို့နားလည်ထားတယ်အမှုတွေဖွင့်ထားတာရှိသေးရပေါ့နော်ဆိုတော့အဲ့လိုမျိုးအမှုတွေထပ်ပြီးရင်ဆိုင်ရတဲ့အခါမှာတော့ထပ်ပြီးညှဉ်းပန်းနှိပ်စက်ခံရတွေရှုံးမလားဆိုတဲ့ဟာတော့ကျွန်တော်တို့အထူးဆိုရင်ရပါတယ်ပေါ့နော်နောက်တစ်ခါတော့မိသားစုဝင်တွေရှိနေတွေကတော့ဒီထောင်ထဲကိုရောက်လာပြီးရင်နောက်ဒီအမှုစပြီးတော့စစ်ဆေးတဲ့အချိန်ပေါ့နော်ပြင်ပရုံထုတ်တဲ့ရက်တွေမှာတော့ကျွန်တော်တို့ဒီတွေ့ခွင့်ရတာမျိုးပေါ့နော်ဒီတရားရုံးမှာရုံထုတ်တဲ့အချိန်မှာခဏတစ်ပြုတ်တွေ့ခွင့်ရတာမျိုးအချိန်ကြီးတော့ရှိပါတယ်ပေါ့နော်ဆိုတော့အမိန့်ချတဲ့အချိန်မှာလည်းဒါရှင်းရောမိသားစုရောကနားထောင်ခွင့်တော့ရခဲ့ပါတယ်နားထောင်ရုံမှာနားထောင်ခွင့်ရခဲ့လို့ပြောလို့ရတယ်ပေါ့နော်ဒီဥပဒေကြောင်းအရဆိုရင်လုံလောက်တဲ့ခုခံချေပမှုတွေကိုစစ်တပ်ကခွင့်ပြုထားတာမဟုတ်ဘူးဆိုတော့ဒီအချိန်ကြီးရှင်းနေရှိတဲ့မိသားစုတွေ့ခွင့်ရဒီထက်တော့ပိုတဲ့အချိန်ကြီးမဟုတ်ပါဘူးပေါ့နော်စိုးစုကကိုထက်မြတ်အောင်ကိုဖမ်းဆီးစဉ်ကလည်းအကြမ်းဖက်ရိုက်နှက်ကဖမ်းဆီးခဲ့တယ်လို့ဖမ်းဆီးပြီးနောက်မှာလည်းသတင်းမထုတ်ပြန်ပဲစစ်ကြောရေးမှာရက်ရှည်ညှဉ်းပန်းခဲ့တယ်လို့မက်မေနှင်းကဆက်ပြောပါတယ်။ကျောင်းသားလူငယ်ကိုထက်မြတ်အောင်ဟာစနာသိန်းချိန်ကနေ2025ဒီဇင်ဘာထိမန္တလေးမြို့တွင်ငြိမ်းချမ်းစွာဆန္ဒပြတဲ့တပိတ်လှုပ်ရှားမှုတွေမှာပါဝင်ခဲ့သူဖြစ်ပါတယ်။အာနာသိန်းစိုးစုဟာကိုထက်မြတ်အောင်ကိုစစ်ကြောရေးမှာရက်ရှည်ညှဉ်းပန်းပြီးတဲ့နောက်1038နှစ်ချထားတဲ့အပြင်နောက်ထပ်အမှုသစ်တွေထပ်တိုးဆွဲဖို့ရှိနေသေးတယ်လို့သတင်းကြားရတာကြောင့်စိုးရိမ်နေတယ်လို့လည်းမက်မေနှင်းကပြောပါတယ်။
2025 ခုနှစ်ဒီဇင်ဘာ3ရက်မနက်ပိုင်းကမန္တလေးဈေးကျူတော်မှာတပိတ်ကောင်းဆောင်တွေဖြစ်ကြတဲ့ဒေါက်တာတေစာဆန်ကိုနန်းလင်းကိုခန့်ဝေဖြူစတဲ့အင်အားစုတွေဦးဆောင်ပြီးဒီဇင်ဘာ10ရက်မှာပြုလုပ်မဲ့အတန်တိတ်တပိတ်လှုပ်ရှားမှုမှာမြို့ခံပြည်သူတွေပူးပေါင်းပါဝင်ကြဖို့စာနာထုတ်ပေါ်ကြွေးကြော်ခဲ့တာဖြစ်ပါတယ်။အဲဒီလိုစာနာထုတ်ပေါ်ခဲ့တာနဲ့ပတ်သက်ပြီးဒေါက်တာတေစာဆန်ကိုနန်းလင်းကိုခန့်ဝေဖြူကိုထက်မြတ်အောင်မေကြီးခချစ်ချီမတ်ရွှွန်ခရွှွတ်ရွှွတ်နဲ့အမျိုးသားလေးဦးတို့ကိုအေးချမ်းတာဆန်မြို့နယ်အမှတ်6နယ်မြေရဲစခန်းမှာပ86မြင်းဆောင်2025နဲ့အမှုဖွင့်ထားတယ်လို့စိုးစုကဒီဇင်ဘာ10ရက်မှာထုတ်ပြန်ခဲ့ပါတယ်။စိုးစုကရေးဆွဲထားတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တားဖျက်ဆီးခြင်းမှကာကွယ်ရေးဥပဒေပုံမှာ23ခအရာအမှုဖွင့်တရားစွဲဆိုခံရပါကအနည်းဆုံးထောင်ဒဏ်9နှစ်ကနေ10နှစ်ထိချမှတ်ခံရနိုင်တယ်လို့ဖော်ပြထားပြီးစိုးစုကအထက်ပါမန္တလေးကလူငယ်9ဦးကိုအမြင့်ဆုံးထောင်နဲ့ချမှတ်လိုက်တာလည်းဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲထောင်တွင်းမှာရှိတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလည်းစိုးစုကအညှိုးထားဖိနှိပ်နေပြီးထောင်ဝင်စာပိတ်တာတိုက်ပိတ်တာအလုတ်ကျန်းခိုင်းစီတာရိုက်နှက်ညှဉ်းပန်းတာတွေဆက်ရှိနေတယ်လို့လည်းဆိုပါတယ်။ပြီးခဲ့တဲ့9နှစ်ကျော်တွင်အာဏာသိမ်းစိုးစုဟာတနိုင်ငံလုံးမှာပြည်သူ3100ကျော်ကိုဖမ်းဆီးခဲ့ပြီးအဲ့ဒီတဲက18000ကျော်ကိုအမှုစဉ်ထောင်ချကအကျဉ်းထောင်အသီးသီးမှာချုပ်နှောင်ထားတယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောက်ရှောက်ရေးအသင်း AAPP ကလည်းထုတ်ပြန်ထားပါတယ်။ပြစ်ခတ်တိုက်ခိုက်ခံရခြင်းအိမ်ပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းနေချာဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနောက်ဝင်ရောက်ပုံခိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးကောင်းကိုလက်နှစ်ဖက်နဲ့အုပ်မြေကြီးကိုတောင်နဲ့ထောက်ခါမှောက်လျက်နေပါဗဇက်ကိုဖွင့်ပြီးမျက်လုံးကိုမှိတ်ထားပါ